အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာတော့အခုတော်တော်လေးကိုယုံကြည်သူတွေအထူးသဖြင့်တော့ကျွန်တော်ယုံကြည်သူတွေအဓိကပြောပြချင်တာဖြစ်တယ်ညီကောင်မောင်တို့ယုံကြည်သူတွေအထဲမှာအခုတော်တော်လေးကိုနားလည်မှုလွဲနေတဲ့အရာလေးရှိတယ်ပြီးတော့မှကျွန်တော်ကလည်းစကားပြောလောတဲ့အခါမှာကျွန်တော်ပြောချင်တဲ့အရာနဲ့ဆိုလိုရင်းကကျွန်တော်ညီကိုကြီးဒေါက်တာဆဆာကိုထိခိုက်တယ်လို့ဖြစ်သွားတဲ့အရာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ပြောပြချင်တဲ့ညီကောင်မောင်တို့2 နာရီလောက်ကျွန်တော်ဟောတယ်ဒါပေမဲ့10 မိနစ်လေးပဲခတ်ပြီးတော့မှဟာလာဘယ်လိုခေါ်မလဲကျွန်တော်ရဲ့အမှားကိုထောက်တာတော့မကောင်းဘူးလို့ကျွန်တော်ယူဆပါတယ်ဒီလိုမလုပ်သင့်ဘူးလို့ကျွန်တော်ထင်တယ်ပြီးတော့မှဒုတိယတစ်ချက်ကျွန်တော်ပြောပြချင်တာကတော့ကျွန်တော်မသိဘူးလို့ပြောလိုက်တဲ့အရာဒီကျွန်တော်အရှိမစပြောတယ်ညီကိုလို့ပြောတဲ့အတွက်ကြောင့်ကျွန်တော်နဲ့ဒေါက်တာဆဆာနဲ့ညီကိုလို့ဖြစ်တာဖြစ်တယ်ပြီးတော့မှညီဒေါက်တာဆဆာနဲ့ကျွန်တော်တို့ဟာတကယ်ကိုပဲဟလာတပေါင်းတစည်းကျွန်တော်နေခဲ့တာဖြစ်တယ်ဟလာပြီးတော့မှဒေါက်တာဆဆာကိုကျွန်တော်ပဲအမြဲတမ်းကျွန်တော်တရားဟောပွဲဒီမှာကျွန်တော်အမြဲတမ်းဖိတ်ခေါ်တယ်တကယ်တရားဟောပွဲအကြီးတယ်လူပေါင်းမြောက်များစွာရှိတဲ့တရားဟောပွဲဆိုဒေါက်တာဆဆာရအောင်လာမယ်ဒေါက်တာဆဆာလာပြီးတော့မှအပြောပေးလူငယ်တွေတွားအားပေးကျွန်တော်ပဲပြောခဲ့တာဖြစ်တယ်ပြီးတော့မှလူပေါင်းမြောက်များစွာနိုင်ငံတကာရောက်တိုင်းမှာကျွန်တော်ဒေါက်တာဆဆာအကြောင်းပြောခဲ့တာကျွန်တော်ပဲဖြစ်တယ်ပြီးတော့မှကျွန်တော်က7 mountains အကြောင်းသင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်7 mountains မှာရှိတဲ့government mountain မှာဒေါက်တာဆဆာရောက်ကိုရောက်အောင်မယ်ဆိုတာသူ့လည်းမေးကြည့်လို့ရပါတယ်ကျွန်တော်အမြဲတမ်းပြောခဲ့တယ်စုလဲတောင်းပေးတဲ့သူတယောက်ဖြစ်ပါတယ်ပြီးတော့မှဒေါက်တာဆဆာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ယဉ်နီးတဲ့ဟာကဟလာတခါလေးမှကျွန်တော်တို့စနောက်ရင်းနဲ့ပြောမနာဆိုမနာလေးရှိတယ်လည်းရှိတယ်အဲ့လောက်ထိကျွန်တော်ယဉ်နီးတဲ့သူတွေဖြစ်တယ်ညီကိုမောင်မတို့ဆိုတော့ကျွန်တော်ပြောချင်တဲ့အရာကမသိဘူးလို့ပြောလိုက်တဲ့အရာညီကိုကျွန်တော်မသိဘူးလို့ပြောလိုက်တဲ့အရာကကျွန်တော်ညီကိုကြီးကဘယ်နေရာမှာရောက်နေလဲဘာလုပ်နေလဲဆိုတာကျွန်တော်မသိဘူးလို့အဲ့ဒါကိုပြောတာဖြစ်တယ်ပြီးတော့မှဒေါက်တာဆဆာလာလို့ပြောတဲ့အခါမှာဒေါက်တာဆဆာကိုရွေးကောက်တာလားဒေါက်တာဆဆာကိုရွေးကောက်တင်မြှောက်တာလားကျွန်တော်က Facebook တို့ဘာလို့ဘာမသုံးတဲ့အတွက်ကြောင့်ကျွန်တော်ဘာမသိဘူးတချို့ကလာပြောတယ်ဒေါက်တာဆဆာကိုရွေးကောက်လိုက်ပြောတဲ့အခါမှာဟာကျွန်တော်ကြီးတော့ချီးမွမ်းတယ်နောက်ခဏနေမဟုတ်ပါဘူးအဲ့ဒါတွေကအလကားပြောတာပါမဟုတ်သေးပါဘူးပြန်ပြောတော့အော်ဟုတ်ပြီနောက်တစ်ခေါက်ကျတော့ရွေးကောက်ပြန်ပြောတော့ကျွန်တော်ကဒေါက်တာဆဆာလားဆိုတာဒေါက်တာဆဆာရွေးကောက်တာလားမရွေးကောက်ဘူးလားကျွန်တော်ကမသိဘူးခါမှာကျွန်တော်ကပြီးတော့မှ तू ဘာ position ရလဲပြီးတော့မှဘာတာဝန် तू ယူထားလဲဆိုတော့ကျွန်တော်မသိရဘူးဆိုတော့မသိတဲ့အခါမှာကျွန်တော်အဲ့ဒါကိုမသိဘူးလို့ကျွန်တော်ပြောတာညီကိုမောင်မတို့ကျွန်တော်ဒေါက်တာဆဆာကိုမသိဘူးလို့ကျွန်တော်ပြောတယ်ဆိုရင်ဒိတ်ပဲပဲရှိပါမလဲဘာဖြစ်လို့ဆိုတော့ဒေါက်တာဆဆာနဲ့ကျွန်တော်နဲ့အမြဲတမ်းဟလာဓာတ်ပုံတွေရောဒေါက်တာဆဆာအကြောင်းပဲကျွန်တော်ကနိုင်ငံတကာသွားတိုင်းကျွန်တော်ပြောပြခဲ့တဲ့လူသူ့ကိုအားကြအောင်လူငယ်တွေပြီးတော့မှဒေါက်တာဆဆာလူမျိုးသားခေါင်းဆောင်ဖြစ်မယ်ဆိုရင်ကျွန်တော်ပဲဒေါက်တာဆဆာနဲ့အမြဲတမ်းကျွန်တော်ဒေါက်တာဆဆာအားပေးတာရှိတယ်ဒေါက်တာဆဆာကိုယ်တိုင်လည်းမေးကြည့်လို့ရတယ်ဒေါက်တာဆဆာကိုကျွန်တော်အားပေးခဲ့တယ်ဒေါက်တာဆဆာလှုပ်ရှားလို့ဒါပေမဲ့ကျွန်တော်ပြောပြချင်တာဒေါက်တာဆဆာကကျွန်တော်အတိဆုံးအင်မတန်မှရိုးသားတယ်ဖြောက်မှတ်တယ်အင်မတန်မှကြိုးစားတဲ့လူတစ်ယောက်ဖြစ်တယ်အင်မတန်မှဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာအင်မတန်စိတ်အားထက်သန်ပြီးတော့လုပ်ပြီးတော့အနစ်နာခံပြီးလုပ်တဲ့သူဖြစ်တယ်သို့တော့နိုင်ငံရေးကိုစဝင်ပြီးဆိုရင်နိုင်ငံရေးအရန်ကျေပြန့်တဲ့အခါမှာသူဖျားသခင်ပညာကိုတကယ်လိုအပ်တယ်ဖျားသခင်ပညာပြောချင်တာကဖျားထံကတကယ်လာတဲ့ပညာနဲ့လုံမှာတကယ်အင်မတန်ရှုပ်ထွေးနေတဲ့ဒီမြန်မာပြည်ရဲ့နိုင်ငံရေးအခြေအနေကြီးကိုသူဟာလာကင်တွယ်ဖြည့်ရှင်းသွားနိုင်မှာဆိုတာကိုကျွန်တော်ကသိတဲ့အခါမှာအဲ့ဒါကြောင့်ကျွန်တော်ညီကိုအခြေအနေကိုကျွန်တော်ကောင်းသိတယ်။ तू ကအင်မတန်တော်တယ်အင်မတန်ထက်မြက်တယ်တကယ်လဲမြန်မာပြည်အတွက်တန်ဖိုးရှိတဲ့ရတနာတဘာဖြစ်တယ်ဆိုတော့ကျွန်တော်အရန်သဘောကျတယ်သို့တော့ကျွန်တော်တစ်ခုကနေပြီးတော့ကျွန်တော်ပြောလိုက်တာကျွန်တော်ကတစ်ဖက်ကလေလေငါဆူတောင်းပေးရတော့မယ်ဟာပြီးတော့မှ तू တာဝန်နေယူပြီလားမသိဘူးကျွန်တော်ကဂနာမသိဘူး तू ဘာတွေတာဝန်ယူလဲပါလဲဆိုတာအဲ့ဒါကြောင့်ကျွန်တော်မသိဘူးလို့ပြောတာဖြစ်တယ်ညီကိုမောင်မတို့ဒါပေမဲ့ကျွန်တော်ပြောပြချင်တာအဲ့ဒီမသိဘူးလို့ပြောတဲ့အရာကဘာကိုဆိုလိုတာလဲဆိုတာကိုကျွန်တော်ပဲသိတယ်ကျွန်တော်ပြောတဲ့လူဆိုတော့ကျွန်တော်ပြောပြချင်တာကျွန်တော်မသိဘူးဒီကိစ္စ तू ဘယ်လိုဖြစ်နေဆိုကျွန်တော်မသိဘူးဒေါက်တာဆဆာပဲရွေးကောက်တာလားဘသူပဲရွေးကောက်တာလားကျွန်တော်မသိဘူးဒါပေမဲ့ဒေါက်တာဆဆာဆိုရင်တော့ဒါတကယ်ဖရားရဲ့ပညာနဲ့လှုပ်ဆောင်ရမယ်ဆိုတာကိုကျွန်တော်ကတကယ်သိစေချင်တဲ့နှလုံးသားနဲ့ကျွန်တော်ကပြောတာဖြစ်တယ်ညီကိုမောင်မတို့
ဆိုတော့ဒေါက်တာဆဆာနဲ့ကျွန်တော်အဆက်အသွယ်ပြတ်တာကျွန်တော်ကြာပြီပြောပြီးတဲ့နေ့မှာပဲထင်တယ်ပြောပြီးတဲ့နေ့မှာပဲဟုတ်တယ်ဒေါက်တာဆဆာနဲ့ကျွန်တော်စာရတယ်စကားပြောအဲ့ဒီဝင်ငှပြီးတော့မှတိတ်မကြောက်ကျွန်တော်စာရတယ်စာတော့ကျွန်တော်အတူတကွဆူတောင်းကြရအောင်ကျွန်တော်ပြောတဲ့အခါမှာ तू က yes brother ဘယ်ချိန်ဆူတောင်းကြမလဲအတူတကွဆူတောင်းကြရအောင်ပြောတော့ကျွန်တော်တို့ဟလာဒီမှာ file အောင်ရှိပါသေးတယ်ကျွန်တော်စီမှာအတူတကွဆူတောင်းကြရအောင်ကျွန်တော်အဲ့တရားဟောပြီးတဲ့ခါကျမှကျွန်တော်တို့ chatting ပါလုပ်သေးတယ်ကျွန်တော်တို့လာဆူတောင်းကြရအောင်ဆူတောင်းပေးမယ်ဒါပဲ तू ပြောတယ်ဘယ်တော့ဆူတောင်းကြမလဲဆရာဆိုဟုတ်ကဲ့ဒါဆိုကျွန်တော်ပြန်ခေါ်ပေးလေအတူတကွဆူတောင်းကြရအောင်လို့ကျွန်တော်ပြောရင်းနဲ့ပဲဒီလိုမျိုးတွေထပြီးတော့မှဟလာ10မိနစ်စာလေးကပ်ပြီးတော့မှကျွန်တော်နဲ့ဒေါက်တာဆဆာနဲ့ယင်းနှီးမှုကိုမသိဘဲနဲ့ရေးတဲ့သူတွေဒါဖြစ်တယ်ကျွန်တော်ပြောပြီးသားညီကိုလို့ပြောတယ်ကျွန်တော်မသိဘူးလို့ပြောတာကဘာကြောင့်မသိဘူးလို့ပြောတာလဲဆိုတော့ကျွန်တော်သူ့ရဲ့လုံမဲ့လှုပ်ဆောင်ချက်တွေသူ့ရဲ့ position ဒါကျွန်တော်သူ့ရေးတဲ့စာသူ့လည်းမေးကြည့်လို့ရတယ်သူ့ကိုယ်တိုင် you become a leaderနေကခေါင်းဆောင်ကောင်းတယောက်ဖြစ်လာမယ်ဖြစ်တဲ့အတွက်ကြောင့်အတူတကွဆူတောင်းကြရအောင်နော်ဆိုပြီးတော့ကျွန်တော်ပြောတဲ့စကားရှိပါတယ်ညီကိုမောင်မတော့ဒါကြောင့်ကျွန်တော်ပြောပြချင်တာကယုံကြည်သူများတစ်ကနေဆိုရင်10မိနစ်စာလေးပဲကြည့်ပြီးတော့မှဟလာကျွန်တော်တို့ရဲ့ညီကိုချင်းဟလာဟိုဘလောက်ခင်မင်းရင်းနှီးလဲဆိုတာမသိပဲနဲ့ကျွန်တော်10မိနစ်လောက်ပြောတဲ့စကားလေးကိုပဲကြည့်ပြီးတော့မှအဲ့ဒီယင်းနှီးမှုနဲ့ကျွန်တော်ပြောလိုက်တဲ့အရာကိုဒီအချိန်မှာကျတော့ဒေါက်တာဆဆာတကယ်ဟောစာနော်ဖခင်အသုံးပြုနေသူတယောက်ဖြစ်တယ်ချီးမြှောက်ထားတဲ့သူတယောက်ဖြစ်တဲ့အခါမှာအဲ့လိုပြောလိုက်တဲ့အခါမှာတကယ်ကိုဟလာကျွန်တော်ညီကိုမောင်မိုက်အတွက်ဟလာဟိုထိမိလဲစားဖြစ်သွားတယ်ဆိုရင်လေ sorry ပါဒါကိုကျွန်တော်ပြောပြချင်တယ် sorry ပါဒါပေမဲ့ရှိတဲ့ညီကိုမောင်မိုက်ကျွန်တော်ပြောပြချင်တာယုံလို့လည်းရတယ်မယုံလို့လည်းရတယ်လက်ခံလို့လည်းရတယ်လက်မခံလို့လည်းရတယ်ဒါပေမဲ့ကျွန်တော်ပြောပြချင်တာကတော့ကျွန်တော်ဆိုလို့ရင်းကကျွန်တော်မသိဘူးလို့ပြောရလောက်အောင်မနေ့တနေ့ကမှဟလာ February လကမှသူနဲ့ကျွန်တော်ဒီ MICC2 မှာကျွန်တော်တို့အတူတကွဖတ်ပြီးတော့ဆူတောင်းခဲ့ကြတာပဲဒူးထောက်ပြီးတော့တူဆူတောင်းခဲ့ကြတာပဲမသိဘူးလို့ကျွန်တော်ပြောရင်ကပိုင်းတစ်ခုလုံးကျွန်တော်လိန်နာတူပဲပေါ့ကျွန်တော်အဲ့ဒါကိုပြောတာမဟုတ်ဘူးကျွန်တော်ညီကိုမောင်မတွေအားလုံးသိဖို့ရန်အတွက်ဒီလောက်နဲ့ပဲကျွန်တော်တင်းတို့ပြောပြချင်တယ်အရောက်စီတိုင်းဒီအချိန်မှာတင်းတို့ဘလောက်ဒုက္ခတွေစိတ်တက်ကြစိတ်ပြတ်နေလဲဆိုတာကျွန်တော်နားလဲပါတယ်ဆိုတော့ညီကိုမောင်မတို့တင်တို့ညီသက်ချင်းဝမ်းမြောက်ချင်းနဲ့အောင်မြင်ချင်းအတီးတီးရှိကြပါစေလို့ပြီးတော့မှဒေါက်တာဆဆာအတွက်လည်းကျွန်တော်ကဆက်ပြီးတော့ဆူတောင်းပေးနေတယ်ဆိုတာတင်တို့သိစေချင်တယ်ဒေါက်တာဆဆာဒီတကယ်ပဲမြန်မာပြည်အတွက်ကောင်းကြီးမင်္ဂလာဖြစ်စေတော်သူဖြစ်ဖို့ကျွန်တော်ဆူတောင်းပေးနေပါတယ်လို့ဒါလေးကျွန်တော်ပြောပြချင်တယ်အရောက်စီတိုင်းဖျားကောင်းကြီးပေးပါစေ